လည်းကျတော့နေဖြစ်သွားအားဒီအစားမလုပ်ဘူးလောက်တာနေကြရတယ်အစားလုပ်ဖြစ်အောင်လုပ်လိုက်ပါတယ်ဘဲလဲဒါအောက်ဆွဲလဲဒါအရင်နဲ့မြင်ကြည့်နေရမာလာဘဲဆက်လီစားကြည့်ရအောင်ဒီမှာအသားကြီးစိတ်ကြိုက်ထည့်လိုက်တာလည်းလို့ကျတော့နေဖြစ်ပြီးမာလာဘဲဆက်တစ်ခုပဲနေ3,600ဖြစ်သွားပါတယ်။လာဘဲဆက်ရောင်းတဲ့ဟလာဆိုင်ဆိုလို့ရှင်းရှင်းပဲရှိသေးတာဆိုတော့အဲ့ကပဲဝယ်စားတာပါ။ကျမတို့ကအဆက်ဆုံးအရင်မစားနိုင်တာမို့လို့ပုံမှန်လေးပဲတုတ်ခဲ့ပါတယ်။ရှူးရှူးရှင်းရှင်းအပြင်သားလေးလုံးဝမညှိဘူးနော်။လက်ဆက်ပြီးတော့အရင်စားလို့ကောင်းတယ်။ကျမတို့ကတော့ဘဲပေါင်ဘဲမြင့်ဘဲအကျော်ဘဲချီတော့ဘဲတောင်မဲ့အကုန်ထိတ်စားခဲ့ပါတယ်။ဆက်တုတ်ထဲမှာတခြားထည့်လို့ရတဲ့မှုတို့ vegetable တို့လည်းလက်ဆက်ပြီးတော့အရင်စားကောင်းတယ်။ဒါကတော့တူဘူးလို့ပြောပါတယ်။မတို့ပါဆုံးတော့လေးရဆိုရင်တော့အမေဦးချမ်းနေကျူးချောင်းနေနဲ့စားရတာပူကြိုက်ပါတယ်။အထုံးဆက်ကိုပုံမှန်ပဲတုတ်ခဲလို့ပထမပိုင်းတော့မသိရပါဘူး။နောက်ပိုင်းစားလီဆက်လီတော့အရင်မပေါ်နေဘူးပေါ့နော်။ပုံမှန်လဲ။ကျွန်မဆီယမကြီးကဆက်နေပါပြီ။အဲ့ဒါကိုပုံမှန်လုပ်တုံးပါပဲ။အများကြီးပြောသလိုပဲအရင် addictive ဖြစ်တာမလို့ယူလို့လည်းမဆန်းရသေးမဆန်းကြည့်ကြနဲ့နော် bye